Hello အားလုံးပဲမင်္ဂလာပါကိုဝင်းဒီနေ့မှာ Live Motion Premium ကိုဝယ်သုံးစရာမလိုဘဲနဲ့အခမဲ့သုံးလို့ရမယ့်နည်းလေးကိုဒီနေ့မှာရှင်းပြပေးသွားမှာဖြစ်ပါတယ်တချို့ဆိုလို့ရှိရင် XML ပဲသုံးလို့ရပြီးတော့ FileMB ကိုသုံးလို့မရတဲ့လူတွေလည်းရှိတာပေါ့နော်အခုဆိုလို့ရှိရင်ကိုဝင်းဒီလိုမျိုး Premium ကိုဝယ်သုံးစရာမလိုဘဲနဲ့အခမဲ့သုံးလို့ရမယ့်နည်းလေးကိုဒီနေ့မှာရှင်းပြပေးသွားမယ်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုဝင်းနဲ့တစ်ချက်လောက်ကြည့်လိုက်အောင်အရင်ဆုံးကိုရင်းတို့ Live Motion ကို Play Store ကနေ download ဆွဲဖို့လိုပါတယ်နောက်တစ်ချက်က Play Store မှာ download ဆွဲပြီးတော့ရှိရင် app ကို add ထဲဝင်လိုက်ပေါ့နော်add ထဲဝင်ပြီးသွားပြီဆိုတာနဲ့ကိုရင်းတို့ဒီမှာဒါလေးတွေ့လိုက်ပါမယ်နော်ဒီမျက်နှာပြင်လေးတွေ့လိုက်ပါမယ်ဒီမျက်နှာပြင်မှာကိုရင်းတို့ဒီမှာပေါ့နော်ဒီ account လေးဝင်ပြီးတော့ဒီမှာ sign in လေးတစ်ခုတွေ့ပါလိမ့်မယ်အဲ့ဒီ sign in လေးကိုကိုရင်းတို့နှိပ်မယ်sign in လေးကိုနှိပ်လိုက်မယ်ဒီမှာအပေါ်ဆုံးမှာတွေ့လား sign in with email ဆိုပြီးတော့အဲ့မှာတွေ့ပါလိမ့်မယ်အခုပြောချင်တာကအခုကိုရင်းတို့ဖွင့်မဲ့ပုံစံကပေါ့နော်အရင်တော့က Gmail ကောက် Gmail file ထဲဝင်ပြီးတော့ဖွင့်ရမယ့်ပုံစံမဟုတ်ဘူးเนาะအခုကကိုရင်းကနည်းပညာတစ်ခုအသစ်နဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ကိုရင်းတို့ဒီမှာ sign in with email ထဲဝင်လိုက်ဝင်ပြီးသွားပြီဆိုတာနဲ့ကိုရင်းဒီမှာပေါ့နော်ဒီနေရာမှာကိုရင်းမှာမကြလာဘူးပေါ့နော်ဒီနေရာမှာဒီ email ထည့်ရမယ့်နေရာတစ်ခုရှိတယ်ပေါ့နော်ဒီ assign နေရာမှာအပေါ်ဆုံးမှာ email ထည့်ရမယ့်နေရာလေးရှိတယ်email မထည့်ခင်ပေါ့နော်ကိုရင်းတို့ဒီထဲမှာ email ထည့်ဖို့အတွက်ကိုရင်းတို့ channel တစ်ခုထည့်သွားပြီးတော့ email ကိုရင်းတို့ copy ယူရမှာပေါ့နော်ဒီဆုံးကိုရင်းတို့ channel တစ်ခုထည့်ကိုသွားလိုက်အောင်ကဲဒီမှာပေါ့နော် channel ကတော့ကိုဝင်း Telegram channel မှာ link ချပေးထားပါတယ်ဒီ channel ထဲဝင်လိုက်ပေါ့နော်ဒီမှာပေါ့နော်အပေါ်ဆုံးမှာဒါလေးပေါ့နော်ဒါလေးကိုကိုဝင်းတို့ copy ယူမယ် copy ယူပြီးသွားလို့ရှိရင်အပေါ်ဆုံးမှာခုနကနေရာရဲ့အပေါ်ဆုံးမှာဒီမှာဒီနေရာမှာ page ချမယ်ပေါ့နော်ဒီနေရာမှာ page ချလိုက်မယ် okay ကိုဝင်းတို့ page ချပြီးသွားပြီဆိုတာနဲ့ဒီမှာ sign in လေးကိုနှိပ်လိုက်မယ် okay sign in နှိပ်ပြီးသွားပြီဆိုတော့ねဒီမှာအမှန်ရှစ်လေးပြလိုက်ပါလိမ့်မယ်ပေါ့နော်အမှန်ရှစ်လေးပြလို့ရှိရင်ကိုဝင်းပြန်ထွက်လိုက်ပြန်ထွက်ပြီးသွားလို့ရှိရင်ဒီမှာပေါ့နော်ဒီအခုပေးထားတဲ့ link ထဲကိုဝင်လိုက်ပေါ့နော်ဒီ link ထဲကိုဝင်လိုက် Google Chrome ထဲရောက်သွားပါလိမ့်မယ် Google Chrome ထဲရောက်သွားပြီဆိုတော့ねဒီအောက်ကိုနည်းနည်းလေးဆွဲချပေးလိုက်ပေါ့နော်ဒီအပေါ်လေးနည်းနည်းဆွဲတင်ပေးလိုက်ဒီမှာအပေါ်လေးနည်းနည်းဆွဲတင်ပြီးပြီဆိုတော့ねဒီမှာ no reply ဒီမှာနော် no reply sign into align credit ဆိုပြီးတွေ့လိုက်ပါလိမ့်မယ်ဒီအပေါ်ဆုံးကဟာလေးပေါ့နော်ဒီအပေါ်ဆုံးကဟာလေးကိုနှိပ်ပြလိုက်ပေါ့နော်โอเคအပေါ်ဆုံးကဟာလေးနှိပ်ပြီးပြီဆိုတော့ねအပေါ်ဆုံးကိုနည်းနည်းလေးဆွဲတင်လိုက်ပေါ့နော်ပေါ်နည်းနည်းဆွဲတင်လိုက်ဒီမှာဒါလေးပေါ့နော် sign into align credit ဆိုပြီးတော့ဟုတ်ပါနော် sign into align credit ဆိုပြီးတော့အဲ့ဒါလေးကိုနှိပ်လိုက်ပေါ့နော်ကဲကိုင်းတို့အဲ့ဒါလေးနှိပ်ပြီးပြီဆိုတော့ね align motion နဲ့ကိုအကောက်ကသူ့အလိုလို auto ပွင့်သွားပါတယ်ပေါ့နော် Gmail ကောက်တစ်ကောက်ဖွင့်ပြီးသားအလိုလိုဖြစ်သွားပါတယ်ပေါ့နော်နောက်တဲ့ကျူကျူလေးရဲ့ဗီဒီယိုလေးတွေဒီမှာဖြစ်တဲ့အတွက်ကြောင့်ကိုင်းရဲ့ Telegram channel ရော YouTube channel ရော subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ်ဗျ